ထိုင်ပြီးအလုပ်လုပ်တဲ့လူတွေရှိလားအထိုင်များတဲ့လူတွေရောရှိလားထိုင်ပြီးတော့အလုပ်လုပ်တဲ့လူတွေရဲ့အန္တရာယ်တွေကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အထိုင်များတာကပေါ့နော်ကျွန်တော်စလိတ်တောက်တာလောက်နီးပါးကိုအန္တရာယ်ရှိပါတယ်အဲ့လိုပြောလို့ရှိရင်ယုံလားမသိဘူးပေါ့နော်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားဖို့အတွက်ဖန်တီးတာပါအထိုင်များလို့တဲ့အခါမှာခန္ဓာကိုယ်ရဲ့စနစ်တွေကကျွန်တော်လုံးဝနှေးကွေးသွားပြီးအိပ်ပျော်သွားသလိုဖြစ်သွားမှာပါယောဂဘောင်းစုပ်ကိုဖိတ်ခေါ်လိုက်သလိုဖြစ်မှာပါအဲ့အတွက်ကြောင့်ကျွန်တော်အထိုင်များရင်ဖြစ်ပွားတဲ့ယောဂတွေကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်နှလုံးနဲ့သွေးကြောယောဂတွေအကြာကြီးထိုင်နေတဲ့အတွက်ကျွန်တော်သွေးလေပတ်မှုတွေနှေးကွေးသွားပြီးတော့ဒီချက်သားတွေကအစီလောင်ကျွမ်းမှုနှဲပါသွားမှာပါဒါဟာဒီသွေးကြောထဲမှာအစီပိတ်ဖို့လန်ခင်းပေးလိုက်တာဖြစ်တဲ့အတွက်နှလုံးယောဂဖြစ်နိုင်ခြေကို2ဆလောက်မြင့်တက်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ခါယိုးနဲ့ကြောရိုးပြဿနာအထိုင်များတဲ့လူတွေကဒီခါယိုးစစ်တွေမှာဖိအားဒဏ်ကိုအဆက်မပြတ်ခံရပါတယ်ဒါကြောင့်ခါနာတဲ့စကြောတက်တာတွေမကဘဲနဲ့ရေရှည်မှာဒီကြောရိုးစစ်တွေကျွန်းတာအဲ့ယောဂါတွေထိဖြစ်နိုင်ပါတယ်နောက်တစ်ခုကျွန်တော်တို့စီးကြိုယောဂါအထိုင်များတဲ့အခါမှာခန္ဓာကိုယ်ကအီဆိုလင်ဟော်မုန်းကိုတုတ်ပြန်မှုအားနည်းသွားတဲ့အတွက်ဒီတရက်ကို8နာရီတက်ပို့ပြီးတော့ထိုင်တဲ့လူတွေကစီးကြိုဖြစ်နိုင်ခြေတိတိတသားပိုများပါတယ်အဲ့အတွက်ကြောင့်ထိုင်တာကိုတက်နိုင်တယ်များရှော့ပါနောက်တစ်ကျွန်တော်တို့အကြာကြီးထိုင်လို့ရှင်ပေါ့နော်ခြေထောက်ကတွေးတွေကအပေါ်ကိုပြန်မတက်နိုင်မဲနဲ့ခဲသွားတတ်ပါတယ်အဲ့ဒီတွေးခဲတာကအဆုတ်စီကိုရောက်သွားလို့ရှင်အသက်အန္တရာယ်ထိစိုးရင်ရတတ်ပါတယ်နောက်တစ်ခုကျွန်တော်တို့အစာခြေစနစ်နှောင့်နှေးတာပေါ့နော်ထိုင်နေတဲ့အခါမှာ1 fight ထဲမှာရှိတဲ့အင်္ဂါရက်တွေကဖိတိတ်ခံထားရတယ်လို့ဒီအစာခြေနှုံးကနှေးသွားပါတယ်ဒါကြောင့်ကျွန်တော်တို့လေပွားတာဝမ်းချုပ်တာနဲ့အစာရင်ယောဂတွေဖြစ်လာစေပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အထိုင်များတဲ့လူတွေအတွက်ကျန်းမာရေးအလေးကျင့်လေးတစ်ခုကိုကျွန်တော်ပြောပြပေးခြင်းပါတယ်အဲ့လေ့ကျင့်လေးကဘယ်လိုလဲဆိုတော့ကျွန်တော်28နှစ်စီးမြင်လေးပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်မိနစ်20ထိုင်ပြီးတိုင်း10မိနစ်မတ်တက်ရရမယ်ပြီးရင်2မိနစ်ခန့်လမ်းလျှောက်ရမယ်ဒါဟာသွေးလေပတ်မှုကိုပြန်လဲလိုချစေပါတယ်28နှစ်20မှာမိနစ်20ထိုင်မယ်10မိနစ်မတ်တက်ရမယ်2မိနစ်ခန့်လမ်းလျှောက်ရမယ်ဟုတ်ပါတယ်အဲ့ဒေးကျင်ကန်နေတာတေချာလုတ်ပေးမယ်ဆိုလို့ရှင်တော့ကျွန်တော်အထိုင်များနေအောင်ပါကျွန်တော်ဟိုတက်တာခန္ဓာကိုယ်ဖြစ်ပေါ်စေတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ကိုဟန်အနေအထားကိုဂယူးဆိုင်ရမယ်ထိုင်တဲ့အခါမှာခါးကိုမမတ်ထားပါပခုံးကိုလျှော့ထားပါခြေထောက်ကိုကျမ်းပြင်တဲ့တပင်းကြီးတဲ့ထားပေးပါပြီးတော့ကျွန်တော်တို့ရင်များများတောက်ပါရင်များများတောက်ခြင်းကဒီကိုတွင်းအင်္ဂါတွေကိုအလုံးလုံးစေသလိုဒီစီးခဏသွားခြင်းစိတ်ကြောင့်ထိုင်ရကနေထားဖြစ်အောင်အထောက်ကူပြုပါတယ်နောက်တစ်ခုကကျွန်တော်တို့ပေါ့နော်ထိုင်နေနေတဲ့ဒီစကြောကိုလှည့်တာပြီးတော့လက်ကိုဆန့်ထုတ်တာပြီးတော့ခြေထောက်ကိုဆန့်ထုတ်တာမျိုးကိုတနားရီမှာတစ်ခါလောက်လုပ်ပေးပါပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ကိုယ်တိုင်လုံးမိနေတဲ့အရာတစ်ခုပါပေါ့နော်ကွန်ပျူတာရှေ့မှာအစားစားတာပေါ့နော်ဒါကလုံးဝမလုပ်သင့်ပါဘူးကျွန်တော်ဒီအစားစားတာကအလုပ်စပွဲမှနဲ့အစားစားတာခန္ဓာကိုယ်လှုပ်ရှားခွင့်ကိုပို့ပြီးတော့နည်းသွားစေတယ်အဲ့အတွက်ကြောင့်အစားစားချိန်မှာတော့ထိုင်ရန်ကနေထပြီးတော့တခြားနေရာမှာစားပေးပါနောက်တစ်ကျွန်တော်အလုပ်ဆင်းလို့ရှိရင်ကျွန်တော်ဆိုဖာပေါ်မှာပြန်ထိုင်တာတနေ့လုံးရုံးမှာထိုင်ခဲ့ပြီးတော့အိမ်ပြန်ရောက်တဲ့အခါမှာလည်း TV ရှေ့မှာထပ်ပြီးတော့ထိုင်နေရဆိုလို့ရှိရင်ခန္ဓာကိုယ်ကိုကျွန်တော်တို့ကတတ်နေသလိုနဲ့တူပါတယ်အဲ့အတွက်ကြောင့်ပြန်ပြီးဆိုတာနဲ့အိမ်ပြန်ပြီးဆိုတာနဲ့ကျွန်တော်တို့ပေါ့နော်ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော်အိမ်နဲ့နည်းနည်းဝေးတဲ့နေရာလောက်မှာ bus stop မှာဆိုလို့ရှိရင်လည်း bus stop 2မှတ်တိုင်3မှတ်တိုင်ချိုဆင်းပြီးတော့အိမ်ကိုလမ်းလျှောက်တာမျိုးကျွန်တော်တို့အဲ့လိုမျိုးတွေရောလုပ်ပေးသင့်ပါတယ်ပေါ့နော်ဒါလမ်းလျှောက်ဖြစ်အောင်လို့ပေါ့နော်အခုဆိုလို့ရှိရင်လူတွေတော်တော်များများလူငယ်တော်တော်များများကကျွန်တော်တို့အောင်မြင်မှုအတွက်ထိုင်ပြီးတော့စ조사နေရတယ်ဒါပေမဲ့ကျမ်းမာရေးကိုကျွန်တော်စတေးပြီးတော့ရလာတဲ့အောင်မြင်မှုဟာရေရှည်မှာအနှစ်သာရမရှိပါဘူးအဲ့အတွက်ကြောင့်အလုပ်ကအရေးကြီးတယ်လို့ကျွန်တော်ရဲ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကလည်းအသက်ဆက်လို့ရတဲ့အတွက်လုံးဝအရေးကြီးတဲ့အရာတစ်ခုပါထိုင်ရကနေခဏထားလိုက်တဲ့ခြေလမ်းတိုင်းဟာကျွန်တော်တို့ရဲ့ဘဝအတွက်တရက်ချင်းကျွန်တော်ရဲ့အသက်ဆက်ဖို့အတွက်တိုးပေးလိုက်တာပဲဖြစ်ပါတယ်ဒီအချက်လေးတွေကိုတေချာသိရှိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ချစ်ခင်ရသူတွေအကျိုးရှိစေမယ်လို့ယူဆရင်သူတို့လေးတွေကိုလည်းကျွန်တော်တို့ဒီပြောပြတဲ့စကားတွေကိုလက်ဆင့်ကမ်းမျှဝေပေးဖို့တိုက်တွန်းပေးလိုက်ပါတယ်အားလုံးပဲတက်ကြလန်းဆန်းပြီးတော့ကျမ်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်